မင်္ဂလာပါမိုးလေဝသသတင်းတွေတင်ဆက်ပေးနေတဲ့စုစုစံ Official Channel လေးကနေကြိုဆိုလိုက်ပါတယ်။2025ဧပြီလ3ရက်နေ့တွင်မွန်ပြည်နယ်ကရင်ပြည်နယ်ရန်ကုန်တိုင်းနှင့်ပဲခူးခရိုင်ဒေသတွေမှာမိုးရွာနိုင်ပါတယ်။လျှက်စီးမိုးကြိုးသတိပြုကြပါ2025ဧပြီလမှာမုတ်တုံကြိုးမိုးများရွာသွန်းလာတဲ့အခါလေမိုးလျှက်စီးမိုးကြိုးပစ်ခြင်းအန္တရာယ်တွေကိုအထူးသတိပြုကြပါမတ်လကုန်ဧပြီလဆန်းရက်ပိုင်းအတွင်းတနင်္သာရီတိုင်းမွန်ပြည်နယ်ကရင်ပြည်နယ်ဧရာဝတီတိုင်းရန်ကုန်တိုင်းတို့တွင်မိုးအသင့်အတင့်ရွာနိုင်ခြေရှိပါမယ်။တကြံကြိုမိုး2025မတ်လ31ရက်နေ့နှင့်ဧပြီလ1ရက်နေ့တို့တွင်ကရင်ပြည်နယ်နှင့်မွန်ပြည်နယ်ဒေသတွေမှာတကြံကြိုမိုးတွေရွာနိုင်ပါတယ်။ဘင်္ဂလားပင်လယ်အော်အခြေအနေကပလီပင်လယ်ပြင်တောင်ပိုင်းနှင့်ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင်တိမ်အထင်မှတိမ်ထူထပ်နေပြီးကပလီပင်လယ်ပြင်မြောက်ပိုင်းနှင့်ကြံဘင်္ဂလားပင်လယ်အော်တို့တွင်တိမ်နှဲငယ်ဖြစ်ထွန်းနေပါသည်။မနက်ဖြန်မွန်းတဲချိန်ထိခံမှန်းချက်တနင်္သာရီတိုင်းဒေသကြီးနှင့်ကချင်ပြည်နယ်တို့တွင်နေရာကွက်ကြားမိုးနှင်းငယ်ရွာနိုင်ပါသည်။ရွာရန်ရာနှုန်း60ဖြစ်ပါသည်နေပြည်တော်မန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးကယားပြည်နယ်ချင်းပြည်နယ်နှင့်ရခိုင်ပြည်နယ်တို့တွင်အများအားဖြင့်တာယာပြီးကြံတိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင်တိမ်အထင်ဖြစ်ထွန်းမည်အားပြော့သောအစွန်းရောက်ရာသီဥတုဖြစ်စဉ်လာနီညာဖြစ်ပေါ်နေစေအချိန်မှာ2025ခုနှစ်ရဲ့ရာသီဥတုမိုးလေဝသဖြစ်နိုင်ခြေကတော့တမျိုးထူးလာတာတွေ့ရပါတယ်ပုံမှန်အားဖြင့်မိုးနှောင်းမိုးလွန်ကာလတွေမှာတွေ့ရလေရှိတဲ့တောင်တရုတ်ပင်လယ်ဘက်ကလေထုမငြိမ်မသက်ဖြစ်ခြင်းလေဖိအားနည်းရပ်ဝန်းမုန်တိုင်းဖြစ်ခြင်းများမှအနောက်ဘက်ကိုရွေ့လျားပြီးထိုင်းပင်လယ်ကွေ့ကပလီပင်လယ်နှင့်ဘင်္ဂလားပင်လယ်အော်တွေဘက်ကိုရွေ့လာတတ်သောဖြစ်စဉ်ကို2025ခုနှစ်မိုးကြိုကာလမတိုင်ခင်မှာကိုတွေ့ရတော့မလားဆိုပြီးစောင့်ကြည့်ရမယ့်ပုံပါပဲမြန်မာနိုင်ငံတောင်ပိုင်းဒေသတွေဖြစ်တဲ့တနင်္သာရီတိုင်းမွန်ပြည်နယ်ကရင်ပြည်နယ်ဧရာဝတီတိုင်းရန်ကုန်တိုင်းနဲ့ပဲခူးတိုင်းတွေမှာမိုးရွာတာစောနိုင်ပါမယ်မိုးများမလားနည်းမလားဆိုတာတော့အခုဘလောက်အထိအားကောင်းပြီးဘလို့ရွေ့မလဲဆိုတာပေါ်မူတည်ပါတယ်ကြိုတင်ခံမှန်းချက်အဆင့်ဖြစ်ပြီးအခုအချိန်ထိဖိလစ်ပိုင်နိုင်ငံကိုတောင်ဝင်ရောက်တိုက်ခတ်ခြင်းမရှိသေးတာကြောင့်ကြိုတင်ပြင်ဆင်ချိန်လည်းကောင်းကောင်းရနေပါတယ်မြမပင်လယ်ပြင်လှိုင်းနှင်းငယ်မှလှိုင်းအသင့်တင်ရှိမီလှိုင်းမြင့်မှာမြမကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့တွင်4ပေမှ9ပေခန့်ရှိနိုင်ပါသည်။နောက်2ရက်အတွက်ခံမှန်းချက်နေပြီးတော့ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးဧရာဝတီတိုင်းဒေသကြီးကရင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင်နေ့အပူချိန်များအနည်းငယ်တိုးလာနိုင်ပါသည်။နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်မွန်းတဲချိန်အထိခံမှန်းချက်အများအားဖြင့်တာယာမည်ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်မွန်းတဲချိန်အထိခံမှန်းချက်တိမ်အထင်ဖြစ်ထွန်းမည်မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်မွန်းတဲချိန်အထိခံမှန်းချက်အများအားဖြင့်တာယာမည်မိုးလေဝသသတင်းတွေကိုအချိန်နဲ့တပြေးညီသိရှိရဖို့ကျမတို့ရဲ့ channel လေးကို subscribe လေးလုပ်ထားပြီးအသစ်တင်တိုင်းသိရဖို့အတွက်ဘေးနားကခေါင်းလောင်းလေးကိုနှိပ်ထားပေးပါနော်